မြရေကိုတို့ဟော်ရီမျိုးကြီးကနေ10လောက်ထွက်ပြေးကြလို့လားမြသွားခြင်းနဲ့တောင်တန်းတွေလယ်ကွင်းတွေမြစ်တွေစီနောက်ပြီးလက်ဆက်တဲ့လီတွေစီကိုသွားကြမယ်ကျွန်တော်မျှော်လင့်ထားသည်ကမြသည်မျက်ဝန်းများတောက်ပလျက်တန်တော်ကြည်နူးပျော်ရွှင်စွာရင်မောပြေလိမ့်မည်ဟုလေဖြစ်ပြသို့သောတကယ်တမ်းကျတော့မြသည်မထူးခြားသောတာမန်ပြုံးကလေးဖြင့်လက်ခံခဲ့သည်မြတို့ရွာကလေးကိုသွားလေခြင်းလားမြကဖြင်းညင်းစွာခေါင်းခါရမ်းပါသည်အဲ့မှာအဖေလည်းမရှိတော့ဘူးအမေလည်းမရှိတော့ဘူးလေကိုကျမမှာတွေ့တာစရာဘာမှမရှိတော့တာကျမရဲ့မြို့လေးကတခြားမြို့လေး3-40လိုပါပဲပိုပြီးမထူးခြားနိုင်ပါဘူးအကိုသွားခြင်းတဲ့မြို့သွားကြတာပေါ့ကလေးပင်းရမန္တလေးစကိုင်းနဲ့ပကံညောင်မြို့များသို့ခရီးထွက်ရန်ကျွန်တော်ဆုံးဖြတ်လိုက်ရပါသည်ယထာခရီးစဉ်ကားလမ်းခရီးစဉ်နှင့်မြ၏စိတ်ကြည်လင်မှုအတွက်သင်္ဘောခရီးစဉ်ကိုပါထည့်၍စီစဉ်လိုက်ပါသည်တောင်ပေါ်ဒေသရှုခင်အညာရှုခင်ဖျားစီဒီပထိုးများရှုခင်နှင့်အတူအဆုံးမရှိကျယ်ပြန့်လှပသောကောင်းကင်ပြင်နှင့်မရေမတွက်နိုင်အောင်များပြားပြည့်နှက်နေသောလင်းလက်သည့်ကျယ်ကလေးများ၏ရှုခင်သည်မြကိုသာမကကျွန်တော်ကိုပင်ကြည်နူးလှိုက်လေစေသည်ပြန်တွေးကြည့်တော့ထိုခရီးကာလ10ရက်သည်ကျွန်တော်နှင့်မြကြားမှာဘာရန်စကားမှမဆိုရသောဘာဒေါသမှမထွက်ရသောချမ်းမြေ့စိတ်ငြိမ်သည်အဖိုးတန်ကာလကလေးပဲဖြစ်သည်နောက်နှစ်တွင်မှလည်းဒီထက်ပို၍ရက်အားရအောင်စီစဉ်ပြီးမြနှင့်ကျွန်တော်နှစ်ယောက်အတူခရီးထွက်ကြမည်10ရက်တာမြငြိမ်းချမ်းကြည်နူးစွာအသစ်ဖြစ်တည်သောချစ်ချင်းဖြင့်ကျွန်တော်တို့နှစ်ယောက်သည်လာမည့်တစ်နှစ်တာကာလကိုရင်ဆိုင်ရန်ခွန်အားတတိများကိုရရှိပေလိမ့်မည်ထိုတွေးသည်ကျွန်တော်ရင်ထဲမှသာတိုင်တယ်ဆုံးဖြတ်လျက်မြကိုမပြောမိသောအတွေးဖြစ်သည်မြကိုဘာကြောင့်မပြောမိပါလဲဟုပြန်တွေးကြည့်တော့လေရေရမသိပြောဖို့စဉ်းစားပြီးမပြောလိုက်မိတာလားသို့မဟုတ်ပြောဖို့ကိုသတိမရတာလားကျွန်တော်မခွဲခြားနိုင်ခဲ့ပြီကျွန်တော်ဘယ်တော့မှမမေ့နိုင်တော့မီညတညရှိနေထိုညသည်ကျွန်တော်တို့ခရီးနောက်ဆုံးညဖြစ်သည်ပကံညောင်မှအပြန်တွင်ကျွန်တော်ဆွေမျိုးများရှိသောမြို့တည်ကလေးတစ်မြို့မှာကျွန်တော်ဆန္ဒဖြင့်တရက်ဝင်နာခုကြသည်ထိုကာလသည်ကျွန်တော်နှင့်မြ၏ဘဝမှနှုတ်ယူရလျင်ပြန်နှုတ်ယူလိုက်ခြင်းသောကာလကလေးဖြစ်တကယ်အဖြစ်မှန်တွင်ကျွန်တော်တို့သည်မိမိဘဝမှာမြည်သည့်ခဏန်းတစ်လုံးကိုသောမြနှုတ်ယူခွင့်မရှိနိုင်ပါကျွန်တော်တို့တဲခုသည့်အိမ်သည်ခြံဝိုင်းကျယ်ပြန့်ပြီးခြေတံရှိတစ်သားအိမ်ကြီးဖြစ်သည်ရေနံကြီးတုပ်ထားပြီးမဲနက်ခိုင်ခန့်သောအိမ်ကြီးဖြစ်သည်မြလွန်သဘောကျသောအိမ်မျိုးစားဖြစ်သည်ထို့ထက်ပို၍မြကိုအောင်အောင်ရှင်လန်းစေသည်ဟုကျွန်တော်ထင်ခဲ့သောအရာမှာခြံဝိုင်းရှိကရေရင်းကြီးပင်ဖြစ်သည်ရေရင်းကြီးသည်အချင်း9ပင်ကြီးပါကျယ်ဝန်း၏ရေရင်းပေါင်မှာဒုရဲထုထဲစွာနှိမ်သောဘီလက်မီကင်ထားသည့်ပေါင်ဖြစ်သည်ရေရင်းနှကန်းပေါင်သည်ကျွန်တော်လက်နှင့်ထိလိုက်သောအခါအေးစိမ့်သည့်အတွေ့ကိုပြီးတမန်တလင်းရောင်သည်လာရောင်အောက်မှာပြောင်လက်ချောမော့နေလေသည်လူတွေပုတ်တိုက်ပါများ၍ချောမော့နေသောရေရင်းနှုတ်ခမ်းကိုကျွန်တော်လက်ထောက်မိပြီးရေရင်းထဲသို့ငုံကြည့်လိုက်သောအခါဟိုးအောက်ခြေရှိရေပြင်၌လာပြည့်အရိပ်ကိုမြင်ရသည်ထို့နောက်ကျွန်တော်မျက်နှာဖြင့်ခန့်မဲမဲအရိပ်ထို့နောက်မြ၏အရိပ်မြကလည်းကျွန်တော်ငုံကြည့်သလိုပင်ငုံကြည့်လျက်ရေမောလိုက်သည်မြ၏ရေတံသည်
ရေတွင်း၏နက်ရှိုင်းမှုလုံခြုံမှုကြောင့်လှိုင်တံပေါက်ကထူးဆန်းသောရေတံတစ်ခုပမာထင်ရသည်ကျွန်တော်မြကိုလှည့်ကြည့်လိုက်မိသည်ဘာရတာလဲမြကပြုံးလျက်ကျွန်တော်ကိုကြည့်ကျမငယ်ငယ်တော့ပေါ့ငယ်ဆိုတော်တော်ငယ်တော့ပါပဲကောင်းငင်ရလားဘာလဲလို့မသိတောင်ငယ်သေးတဲ့ရွယ်ပေါ့အဲ့တော့လာကိုတိတ်လူချင်းခဲ့ရလူချင်းမဲမဲလာကတိတ်ဝေလွန်နေဆိုတာတော့သိနေတဲ့ကိုရဲ့ဒီလိုနဲ့တနေ့ကျတော့အဖေကကျမကိုခြိထားပြီးကျမတို့အိမ်ရှိကရေရင်းကြီးတဲ့ငုံကြည့်တော့ရေရင်းထဲမှာလာကိုမြင်ရတာ哦ဒီတော့ကောင်းငင်ကလာဟာတိတ်ဝေးတယ်အဖေယူပေးနိုင်မှာမဟုတ်ဘူးရေရင်းထဲကလာကတော့နီးရဲ့ရေပုံးကျိုးနဲ့ငင်ယူရင်အဖေယူပေးလို့ရမှာပဲလို့တွက်တဲ့မြရဲ့အတန်မှာခလေးတယောက်ကိုပုံပြောပြနေတဲ့အတန်မျိုးဖြစ်သည်ကျွန်တော်သည်ရေရင်းအုတ်တမန်တလင်းပေါင်ကိုမိလျက်မြ၏မျက်နှာကိုခတ်ဆဆငေးကြည့်မိသည်အဲ့တော့အဖေကိုယူခိုင်းတာပေါ့အဖေကရေလိုက်တာပြောမနေပါနဲ့တော့ဒါပေမဲ့အဖေကကျမလူလိုက်ပါရဲ့ရေဖြည့်ထားတဲ့ဘာလီဆိုင်တိတိလေးကိုမြေကြီးမှာချပေးပြီးအဲ့ဒီမှာပေါ်နေတဲ့လကလေးကိုကျမကိုပေးရောကျမညင်းတဲ့ဒီလတိတိလေးရေရင်းထဲကလကြီးလို့ပူစားတဲ့မြကတစ်ချက်ရေးပြန်သည်ဒီတော့အဖကျမကိုဘလောက်အလိုလိုက်တယ်လဲဆိုရင်ရေရင်းထဲကလကိုကျမမိန်တိုင်းရေပုံးနဲ့ခတ်ပေးတာရေရင်းဝါလည်းရောက်ရေပုံးထဲကလကလည်းပြောက်ရေရင်းထဲမှာပဲလာကျန်းသည်အဲ့လိုထက်ခါရင်ငင်ပြီးမှကျမကိုဖေဖေကချော့ရတဲ့ဒါဖြင့်မြတော်တော်ဆိုးခဲ့တာပေါ့နော်တော်ပါသေးရဲ့မြရဲ့အခုနေမြရေရင်းထဲကလကိုယူခိုင်းကိုတော့ဒုက္ခပဲမြကကျွန်တော်ပခုံးကိုမှီနှွဲကရင်မောသည်အိုးအခုတော့ရေရင်းထဲကလကိုမပူစားတော့ပါဘူးကောင်းငင်ကလကိုပဲပူစားတော့မှာပေါ့ကျွန်တော်မြကစားနောက်တက်လေသည်ဟုကျွန်တော်သဘောကျစွာရင်မောခဲ့ပါသည်ထိုညကကျွန်တော်တို့နှစ်ယောက်ကြည်နူးစွာအိမ်မောကျသွားခဲ့သည်အနည်းဆုံးပေါ့လေကြည်နူးစွာအိမ်မောကျသွားခဲ့သည်ဟုကျွန်တော်ထင်ပါသည်သို့သောနောက်တစ်နေ့နနက်အာရုံတက်ချိန်တွင်ကျွန်တော်ဘေးမှာမြမရှိအိမ်သာမှာတောမြို့များ၏ထုံးစံအတိုင်းအိမ်နှင့်ခက်လန်းလန်းတွင်ရှိသဖြင့်အိမ်သာသို့သွားလို့လျင်ကျွန်တော်ကိုနှိုးရန်မြကိုမှားထားခဲ့သည်သို့သောကျွန်တော်လိုက်သွားသောအခါတွင်လည်းထိုနေရာမှာမြမရှိအိမ်ရှိမျက်နှာတည်ရီချိုးရာ၏တိုင်ကြီးများစင်အိုးများရှိရာနေရာမှာလည်းမြမရှိတိမ်လုံးနိုးသွားသောအခါမြကိုနေရာအနှံ့လိုက်ရှာကြသည်အိမ်ပတ်ဝန်းကျင်တစ်ခုလုံးဘယ်နေရာမှမြမရှိကျွန်တော်သည်နားမလည်နိုင်မှုသာများလျက်စိုးရိမ်တော့ကတဖြည်းဖြည်းဝင်ရောက်လာခဲ့သည်မြနောက်ဆုံးမှာတော့ကျွန်တော်ဘလို့မှမထင်မှတ်ခဲ့သောဖြစ်ပျက်ကိုခြောက်ခြားနာကျင်စွာကျွန်တော်ရင်ဆိုင်လိုက်ရသည်ရေဆူရွှဲနေသောမြ၏အလောင်းကိုကျွန်တော်မြင်လိုက်ရသောအခါကျွန်တော်သည်သောကနှင့်နာကျင်ကြေကွဲမှုခြောက်ခြားတုန်လှုပ်မှုတို့ဖြင့်သတိလက်လွတ်ဖြစ်သွားခဲ့ရပါသည်မြဘာဖြစ်သွားခဲ့သည်ဟုကျွန်တော်မသိပါ6နှစ်တိုင်တိုင်ရင်းနှီးခဲ့သောမြမှာဘာစိတ်ရောဂါမှမရှိကြောင်းကျွန်တော်သာလျှင်အသိဆုံးဖြစ်ပါသည်မြသည်ဘယ်တော့မှခက်ကြောင်ကြောင်ဇယိုက်ရှိသူလည်းမဟုတ်မြတည်သွားရင်အကူသိစေမယ်ဟုသည်
နာကြီးစကားတခွန်းတော်များဒေါသလျောက်ပြောဆိုခဲ့ခြင်းမရှိအများတကားလိုစာလေးတစ်ချောင်းတလီမှလည်းထားရိပ်ခဲ့ခြင်းမရှိကျွန်တော်နှင့်မြသည်ညအိယာဝင်သည့်အထိရန်စကားတခွန်းတော်များမဆိုခဲ့ကြမြစိတ်အနှောင့်အယှက်ဖြစ်မိစကားတခွန်းတော်များကျွန်တော်ကလည်းမပြောခဲ့မိကျွန်တော်တို့နှစ်ယောက်စိတ်လက်ပေါ့ပါစွာရင်မောခဲ့ကြသည်မဟုတ်လားဖြစ်နိုင်သည်မှာရေရင်းပေါင်နှကန်းသည်လိုအပ်သည့်ထက်ပို၍ချောမွတ်နေခြင်းတာမန်ရှိတဲ့သည့်အမြင့်ထက်ပို၍တော်တော်နှိမ့်နေခြင်းရေရင်းဘေးကအောက်ခြေဥတ္တမန်တလင်းသည်ရေညှိတက်၍ချောနေခြင်းထိုအချက်များအရမတော်တဆပြုတ်ကျခဲ့သည်ဟုကျွန်တော်တို့ကောက်ချက်ချရပါလိမ့်မည်ချစ်လာစွာသောဇနီးတဲ့တယောက်အိယာထဲမှထသွားသည်ကိုမသိလိုက်လေခြင်းအလန့်တကြားအော်လိုက်မိသည်အာမီရိတ်တံကိုပင်မကြားလိုက်လေခြင်းဟုနောင်နှနှင့်ရှက်ရွံ့မှုများစွာဖြင့်ကြေခွဲတုန်လှုပ်သွားရသောကျွန်တော်သည်မြာဤဖြစ်နိုင်ခြင်းများကိုတွက်ချက်စဉ်းစားအဓိပ္ပာယ်ကောက်ရန်ဘယ်တော့မှခေါင်းအေးအေးသွေးအေးအေးတည်ငြိမ်နိုင်တော့မည်မဟုတ်ပါမည်သူတည်ဆုံးခဲ့သည်ဖြစ်စေကျွန်တော်ဇနီးကတော့တည်ဆုံးခဲ့ပြီကျွန်တော်ကိုတယောက်တည်းထားရိပ်ခဲ့ပြီမည်သူတည်ဆုံးခဲ့သည်ဖြစ်စေကျွန်တော်ဇနီးသည်ရေတွင်းစီသူကျွန်တော်မသိလိုက်ပဲနောက်တစ်ချိန်သွားဖို့ကြိုးစားခဲ့ပြီဘာကြောင့်သွားခဲ့ပါသလဲကျွန်တော်မသိပါကျွန်တော်မြကိုနားလည်ခဲ့သည်ဟုများတခါတော့ကကိုထင်ခဲ့မိပါသလားဒါဆိုရင်ကျွန်တော်သည်အလွန်မှားယွင်းသောလူတစ်ယောက်သာဖြစ်ခဲ့ပါလိမ့်မည်ကျွန်တော်သည်လောကကြီးထဲမှာပျော်ရွှင်တတ်သောလူတစ်ယောက်ဖြစ်ခဲ့သလားဟုကိုပြန်မေးကြည့်မိသည်ကျွန်တော်ယခင်ကဘလို့ခံစားချက်ရှိခဲ့မှန်းကျွန်တော်မသိနိုင်တော့ပါယခုအခါအတိတ်ဘဝနှင့်ပတ်သက်သည့်မှတ်ဉာဏ်များတဖြည်းဖြည်းလျော့ပါသွားခဲ့သည်ကောင်းကင်စီမှာကျွန်တော်ဘာကိုစောင့်ကြည့်တတ်ခဲ့ပါသနည်းတိမ်တွေလားကျဲတွေလားလားကိုလားလောလောဆယ်ကျွန်တော်မြင်ရသည်မှာတော့လာပြီးလာပင်ဖြစ်သည်လာသည်လူသားတစ်ယောက်၏မှတ်ဉာဏ်ကိုဖျက်ဆီးပစ်တတ်ပါသလားမြည်သည့်ဂုဏ်သတ္တိများဖြင့်ဖျက်ဆီးလိုက်ပါသနည်းမြည်သည့်အတိုင်းအတာအထိဖျက်ဆီးလေရှိပါသနည်းပြောရလျင်တော့လာသည်ကျွန်တော်အတွက်အလွန်ခက်ခဲသောပု္ပ္ပစာတစ်ပုဒ်ဖြစ်ပါသည်